ကောင်းပြီကျွန်တော်တို့ဒီကနေ့ခေတ်မှာ AI နဲ့ကင်းကွာနေလို့မရတော့ဘူးအဲ့တော့အဲ့ဒီမတိုင်ခင်၄-၅နှစ်2022လောက်ပေါ့အဲ့ဒီကာလတုန်းကကျွန်တော်ကိုယ်တိုင် AI နဲ့အစလို့ပြောရမလား Microsoft Word မှာ spelling check ပေါ့နော်အဲ့ဒီ auto function ကိုကျွန်တော်သုံးရင်းနဲ့ကျုံးလာရတဲ့အလွယ်လေးတစ်ခုကျွန်တော်ပြောချင်ပါတယ်ကျွန်တော်က English to Burmese ဘာသာပြန်တာဖြစ်တဲ့အတွက်မိုးရင်း English စာဖိုင်ထဲမှာကျွန်တော်ဘာသာပြန်လိုက်တဲ့စာတွေရေးချရေးသွားပါတယ်အဲ့တော့အဲ့လိုနဲ့တချို့လိပ်စာတွေပေါ့ဥပမာထားပါတော့เนาะတချို့နေရာတွေမှာ English စလုံးတိုင်ထားရတာလေးကျွန်တော်ခြံထားဖို့ကြိုးစားပါတယ်ခြံထားခဲ့တယ်ပေါ့နော်ဟုတ်ပြီတစ်ခေါက်ပြန်ဆက်တဲ့အချိန်မှာ auto suggestion လာပြတဲ့ COUNTY ဆိုတာကိုသူကအနီလေးလာတာပြတာနော်အနီတွန်နေသိမယ်နော်ဟုတ်ပြီဒီ spelling ကတခုလွဲနေသလားပေါ့နော်သူထောက်ပြတယ်အဲ့တော့ suggestion ပါပေးတဲ့ COUNTRY country ကျွန်တော်မထင်ပဲ country ကိုရွေးလိုက်မိတယ်ဟုတ်ပြီအဲ့ဒီတိုင်းပါသွားလို့ပြောပါတော့ဗျာအချောတာထုတ်ပြီးပါတယ်နော်ကျွန်တော် original ပြန်ကြည့်တဲ့အချိန်မှာခေါင်းနှမ်းကြည့်ပါတယ် COUNTY county US ရဲ့အခေါ်အဝေါ်ရခရိုင်ရှိတယ် suggestion ပုံမှာကျွန်တော်နောက်လိုက်မိလိုက်တာမှားသွားတယ် county ဖြစ်ရမှာ county ရှိတယ်ကျွန်တော်အဲ့ဒီဘာသာပြန်လိုက်တဲ့ကိစ္စမှာ county ဆိုတာယူရမှာပါဟုတ်ပြီဒါလိုက်သွားတာနော်ဟုတ်ပြီကျွန်တော်တို့အခုတလောကျွန်တော်ကတော့ဗီဒီယိုတစ်ခုကြည့်ရတယ်ပေါ့နော် TED Talk ပေါ့နော်ကျွန်တော်တို့ကတာမန်အပေါင်းနှုတ်လေးတောင်မှ calculator ကိုအားကိုးနေတယ်တဲ့သူ calculator ရဲ့ history ပြန်ကြည့်တဲ့အချိန်မှာဒါလေးငါစိတ်တွက်နေအောင်ရမယ်ဟာကဏ္ဍပေါင်းမိတယ် calculator သုံးမိတယ်အဲဒီလိုပေါ့နော်ဟုတ်ပြီ email လေး2ကြောင်းလောက်ကိုပြန်ပို့ရေးတကယ်ရှိရနော်လှမ်းမလို့ရတော့ဘူးရေးခိုင်းကြည့်တယ်ပြီးတော့မှမုန်းမှန်လိုက်မယ်ဆိုတာတကယ်ဖြစ်လာတဲ့ဒီခေတ်ထဲမှာသူကိုယ်တိုင်လဲလို့ရှိလာတဲ့အချိန်မှာသတိထားမိလာတယ်ငါတို့ကအထောက်အကူဖြစ်တယ်မကတော့ဘူးငါတို့ဘဝတေးသေးပွားပွားကိစ္စလေးတွေမှာပါ AI ကိုလွှဲထားမိနေဗီလာဆိုတဲ့အတွေ့ပေါ်လာတယ်အဲ့မှာသူမိနစ်20စာတက်တော့တစ်ခုမျှဝေတာကိုကျွန်တော်အမှတ်မတင်နားထောင်လိုက်ရပါတယ်အဲ့ထဲမှာ AI ခေတ်တွေအလိုအဆုံးလူသားတွေအတွက်စွမ်းရည်၄ခုဆိုတဲ့ဟာကိုသူပြပြထားတယ်ဒီချက်လေးကိုကျွန်တော်သဘောကျတဲ့အတွက်အခုလိုမျှဝေလိုက်ပါတယ်ဒီတန်ကိုဘာမှလို့ကဘာသိတဲ့မြန်မာနိုင်ငံမှာ2026ခုနှစ်မှာရှင်သန်နေထိုင်သွားတဲ့ဒီတန်ကိုဘာမှလို့ကဘာသိတဲ့မြန်မာနိုင်ငံ2026ခုနှစ်မှာရှင်သန်နေထိုင်တဲ့လူသားတယောက် Homo sapien တယောက်ကလူကိုယ်တိုင်ရွတ်ထားတာဖြစ်ပါတယ် Homo sapien တယောက်ကလူကိုယ်တိုင်တန်သွင်းနေတာဖြစ်ပါတယ် AI ခေတ်မှာအရေးပါဆုံးဖြစ်တဲ့လူသားစွမ်းရည်လေးချက်ကိုမျှဝေပြစီတဲ့သဘောတူနေမှာကပဲတစ်ဖက်သားကိုနားလည်အောင်ကြိုးစားပါမူရင်းတက်တော်ထဲမှာတော့စကေးလူကတစ်စင်အနိုင်ရှုံးဆိုတာတဲ့ပြိုင်ဘက်ကဘလို့စဉ်းစားတယ်ဆိုတာကိုနားလည်ခဲ့ရတယ်အဲ့တော့လေသူပြောတဲ့ချက်ကအဲ့တော့လေတစ်ဖက်လူပြောတဲ့ချက်ကိုသဘောတူနေဖို့မလိုပါဘူးတဲ့အဲ့မှာစိတ်ဝင်စားစရာတစ်ဖက်လူရဲ့အမြင်ကိုနားလည်ဖို့အတွက် Chat GPT ရဲ့အကူအညီကိုယူလို့ရတယ်ဆိုတော့ Google Notebook ခန်းလည်းမှထုတ်ပေးတဲ့ audio overview တွေကအကြံပြုချက်ပါပဲဝင်ခံရတော့လေအခုစာကို AI နဲ့ကျွန်တော်ပေါင်းပြီးပြုစုပါတယ်နံပါတ်1ချက်ကရှင်လဲလျှောက်တာပြလဲဆွဲတာအင်္ဂလိပ်လိုဆိုရင် win-win solution ဖြစ်မယ်ပေါ့နော်ငါနိုင်နေရှုံးရမယ်ဒါမှမဟုတ်ငါရှုံးရင်နေနိုင်တာပဲဆိုတော့ zero sum game မဟုတ်ပဲနှုံးနှစ်ဖက်အကျိုးရှိမှာကိုရှာပါလို့ဆိုရဲဟုတ်တယ်ဒီလိုအပေးလို့လည်းရတာပဲဆိုတော့
အတွေ့အကြုံမျိုးရှိရင်နောက်လူတွေအတွက် comment မှာမျှဝေပေးခဲ့စေချင်ပါတယ်၃မတူကွဲပြားသူတွေနဲ့ပေါင်းသင်းပါတဲ့ diversify your circles widen your horizon လို့ပြောရင်လည်းရမလားပဲနော်ကောင်းပြီမိတ်ဆွေကတခုဆိုလက်ဖွားဘက်ကကြီးရှိတဲ့သူမြင်တဲ့သူဆိုတော့အဲ့လိုဆိုလက်ဖမိုးဘက်ကစဉ်းစားရရှိသူနဲ့စကားစမြင်ပြောကြည့်စိတ်ဝင်စားကြအောင်တော့တွေ့ရလိမ့်မယ်တစ်ဖက်ထဲမြင်တောင်ထဲကနေမြင်ကတချို့ကိစ္စတွေမှာအောင်မြင်မှုကိုစောင့်ကြည့်မလာနိုင်နိုင်ရှိပါတယ်နံပါတ်၄ချက်က view site ကြောင်ပြတာပါတဲ့နံပါတ်၄ချက်က view site ကြောင်ပြပါတဲ့နံပါတ်၄ချက်က view site ကြောင်ပြပါတဲ့ show that you care မူရင်းဖိုင်ထဲမှာတော့ကာယကံရှင် hackathon ဝင်းပြိုင်တာကိုအပေါင်းအသင်းတွေကအလုံးမာတဲ့ကြာကိုရန်ကိုကြလာအားပေးရတဲ့အတွက်အားတက်သွားခဲ့ရတာဥပမာပေးထားတယ်ကျွန်တော်ဆိုလည်းအဲ့လိုနေမှာပဲဒါနဲ့စကားမဆက်ကိုရင်သွေးငယ်တုန်းက City Mart ကလုပ်တဲ့ Super Kid ပြိုင်ပွဲတွေမှာမိသားစုဝင်နှွှဲကြတာ哦မိဘတယောက်အနေနဲ့အခုချိန်ပြန်သတိရသွားတယ်ကောင်းပြီပြောချင်တာအလုံးများတယ်ဒါမှမဟုတ်မအားသေးဘူးဆိုရင်တဦးနဲ့တူဂယုစိုက်တာကိုမပြမိသလိုဖြစ်မှာစိုးရင်တာလို့ဆိုတယ်ကောင်းပြီပြောချင်တာအလုံးများတယ်ဒါမှမဟုတ်မအားသေးဘူးဆိုပြီးတော့တဦးနဲ့တူဂယုစိုက်တာကိုမပြမိသလိုဖြစ်တာစိုးရင်စရာလို့ဆိုထားတယ်။ဘာကြောင့်လဲဆိုတော့လူသားတွေအတွက်အထီးကျန်မှုဆိုတာအသက်အန္တရာယ်တနေ့ဆေးလိပ်15လိပ်တောက်တာနဲ့ညီတယ်တဲ့ဒါနဲ့စိုက်ကလေးရေးပြီးစိုက်နေတယ်ဆိုတာရှိလူဆိုတာတယောက်စီမနေနိုင်တဲ့သရဝါတွေပဲလို့ဆိုစမရှိခဲ့တယ်ကောင်းပါပြီအနှစ်ချုပ်ကတော့အနာဂတ်ကိုပုံမှန်ဝင်သူတွေဟာဤပညာကိုလည်းနားလည်တယ်လို့လူသားတွေရဲ့လိုအပ်ချက်ကိုလည်းနားလည်တဲ့စုံမက်ပေါ်မှာရှိနေသူတွေသာဖြစ်ပါလိမ့်မယ်ဒီတော့ဗျာအဝိုင်းသာမလဲကလေးတစ်ချက်နဲ့သိကျင်တာတန်းသိရတဲ့ခေတ် messaging app ဒီမှာပေါ်တော်ထားနေတဲ့ကာလကြီးမှာလူသားချင်းဆက်ဆံရေးကိုဘယ်လိုထိန်းကြရမလဲပြောလူတွေအချိန်ကြာကြာအာယုံဆိုင်နိုင်စွမ်းတဖြည်းဖြည်းကြာဆင်းလာတယ်ဆိုတဲ့ခေတ်ကြီးထဲမှာကျွန်တော်မျှဝေတာလေးကိုခုလောက်ကြာကြာအချိန်ပေးတဲ့အတွက်လူချင်းကျေးဇူးအများကြီးပါ